အားလုံးပဲမင်္ဂလာပါ bro တွေကျွန်တော်တို့အခုကတော့ Minecraft ထဲမှာ survival ဆော့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလာ spawn လာပါတော့တစ်ပင်အောင်ပါဒါပေမဲ့pickaxe တစ်ချောင်းရောက်နေပါလားwow village ဒီ village ကိုသွားမယ်အရင်ဆုံး stone mine လိုက်အောင်ကြီးအယုံကိုလည်းဒီပုံပဲဒါဆိုတော့ငါအယုံအတွက်ဖူလုံသွားပြီပေါ့ဟာအပေါက်ယူပါလားထူတော့ထူဆန်းစင်းရအောင်တိတ်တော့မနှက်တော့ပါဒီအချိန်မှာပဲကောင်းလေးတယောက်ကနစ်ပြီးတော့ပြောကြတည်ဆုံးသွားပါတယ်အားနဲ့ပဲ0ကနေပြန်စားတဲ့အချိန်မှာဖျားသခင်ကသူ့ရေပုံးတစ်ပုံးလက်ဆောင်ပေးလိုက်ပါတယ်အားနဲ့ပဲအရေပုံးနဲ့အဲ့ဒီအပေါက်ထဲကိုဆင်းသွားပါတယ်လို့ဒီမှာလည်းသူ delete နေပါသေးတယ်အပေါ်ရောက်လိုက်အောက်ရောက်လိုက်နဲ့ဒါပေမဲ့ finally သူအောက်ရောက်ခဲ့ပါပြီ wow ဒါပဲနေရာကြီးရဲ့ hell no ရှိတ်တာထက်တာတော့လှတာပဲဒီက PC နဲ့ဆော့နေရတော့ပဲဒါပါနေရာကြီးလည်းမသိဘူးနော် chest ဖွင့်ကြည့်အောင်စာအုပ်တော့အုပ်ပါလား come on ဖတ်ကြည့်အောင်ဘာရေးရလဲဆိုတော့ the greater human is blah 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 ဆိုတော့သူရေးထားတာကျွာသားတွေကိုကြည့်ရမှာပေါ့နော်ဒီမဲ့လူသားကျွာသားတွေကြည့်အောင်စောက်ဖို့တွေပြောတာဒါမဲ့လည်းကြည့်လိုက်ပါမလေဒီကနေတော့လိုက်ဆော့သေးရဲ့ဒိုင်းကတစ်ခုရဲ့ယူမယ်အဲ့ဒီချက်ထဲမှာတွေးမိလိုက်လို့ပဲအာမော်တွေဝုတ်ပြီးမှကျုံးမှာပေါ့နော်လုံးဝဆောင်းကျန်တဲ့ Minecraft player ဒါကျွန်တော်ဘယ်သူမှမရှိပင်လဲတော့မသိဘူးပဲအကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့ by the way ဒီ brother တို့အခုကျွန်တော်ဆော့နေရဲ့ဒီ shader လေးနဲ့ဆော့ရင်ကျွန်တော် comment အောက်မှာ link ချပေးထားပါမယ် brother တို့ Telegram channel မှာ join ပြီးတော့ shader လေးကိုထည့်ပြီးဆော့ကြပါဟုတ်တယ်မလားဟိုမှာပေါ်ပြန်တက်အောင်ဒီ water bucket နဲ့လည်း delete အောင်ပါပဲ PC မှာကျတော့သူတို့တက်တာဟုတ်နေဒီ Java bedrock မှာကျတော့လွယ်နေရောပဲ bedrock မှာကျတော့ delete တာလီအပေါ်ရောက်ဖို့တော့ကြာတယ်အဲ့နဲ့ပဲအပေါ်နောက်ဆုံးရောက်ခဲ့ပါတယ်အပေါ်ရောက်ရှင်မဲ့အဲ့မှာလုံးဝကန်ဆယ်မဲ့ထားပေါက်ပါတယ်ကျွန်တော်ရဲ့အသေးချွတ်အာမာယူထိပါပါတယ်အဲ့နဲ့ကျွန်တော်ကလည်းစိတ်တူပြီးတော့အရိုးချောက် skeleton အောင်3-4ချက်လောက်ဆင့်ရိုက်ပြီးပါပါတယ် spider လေးကိုပါဆယ်ထုတ်လိုက်ပါတယ်အဲ့နဲ့ဒီရောမှာရှိရသူကဲခိုင်းအောင်ဆိုတော့ဒီအာယုံကိုလက်လေးတက်ခိုင်းတာပဲဖြစ်မယ်တစ်ချက်ကုန်းနှစ်ချက်ပြအာယုံလည်းအလကားရခမဒီနားလောက်ဆိုရပါပြီရောအတော့ညံဆောက်တယ်တဲ့ဘို့လို့ကြီးအတော့ညံဆောက်တယ်ဆိုတော့Minecraft ကဘာမှဖြစ်ဖြစ် in real life မှာပဲဖြစ်ဖြစ်ဆောက်တော့သားလို့မလုံးနဲ့ပေါ့ဗျာရောတေးသေးဘူးတော့ကွာပြောမအာယုံခုလန်နေရဆောင်းနဲ့မှသွေးရှိရနော်ဆောင်းအောင်ကြိုက်ပြရအောင်တေးသွားပြီနောက်တော့ကောင်ပြစ်ဖို့ရတယ် remake မရောကွာဒီကောင်ငါ့ကိုမတွေ့ဘူးထင်အဲ့နဲ့ပဲကျွန်တော်ကရွာသားတွေကိုကယ်ဖို့လုပ်ပေးမယ်ရွာသားရုပ်ကကျွန်တော်ဆက်ဖြီးနဲ့လုပ်လို့ကျွန်တော်မကယ်သေးပေနဲ့အဲ့ဒီရန်သူတွေအာယုံကိုလည်းညီလိုက်ချပါတယ်ဒီမှာဘယ်နှကောင်လောက်ရှိတာလဲမသိ PC လိုမျိုးဇွန်ဆွဲလို့မရတော့ငါဘက်က edit လုပ်ပြီးဆွဲတာကျင်းနေဦးတော့ကွာ
ရော့ကွာဒီထက်တစ်ကောင်မငေါ့ပါမလို့ငေါ့နှစ်ဖျားလို့ထင်အော်လာပြီကြောက်ဘူးပြေးတာ what the fuck လိုက်လာသေးလားလိုက်လာအဲ့ဒီမှာရွာသားတဲ့ကောင်ဘယ်လိုလွတ်လာဒီကောင်တချို့ပဲဖြစ်ရမှာကွာဒါမှငါဒီကောင်ကြီးကိုလက်စားအရင်တက်လိုက်အောင်တောက်ညံဆောက်ရဲဆိုတဲ့အတိုင်းပဲကျွန်တော်ရေအောင်ငုပ်ပြီးတော့ 2SP လေးနဲ့ကြည့်ပြကြပါစောင်းနေမှာကြာလို့ပါကောင်ကသွေးဆောင်ရင်များနောက်တစ်ကောင်တီးပြီးအာယုံတွေထည့်ရပါတယ်ဘာလို့လဲအာယုံတစ်ချက်ပြရမယ်ကျွန်တော်ဒီမှာကယ်လိုက်တော့မယ်ဒါပေမဲ့ဒီကောင်ငါ့အလကမပြီးသေးဘူးကယ်သေးဘူးကွာဟိုမှာလည်းကောင်ရှိသေးတယ်အာယုံတော့ထော်ပြီးဟဲ့မော်ဒယ်လောက်လို့ရပြီဒါပေမဲ့ငါမှနေသာရဲအာမကြီးရှိနေရပဲဟုတ်တယ်မလားဒါပေမဲ့ဒီကောင်မြန်မာလိုတက်ရင်ငါတီးလိုက်မယ်ဘလော့ဆင့်ပြီးတော့တက်မှရမယ်ဒါကတော့ Microsoft Software Player လေးအတွက် tips and tricks လေးပေါ့နော်အားလည်းကျွန်တော်မြည်ရဲ့တူက 2SP လေးနဲ့ကြည့်ပြကြပါစောင်းနေမှာကြာလို့ပါ1 2 3 4ဘလော့လေးခုလောက်ဆိုဒီကောင်တက်လုံးတက်တော့တော်သားကြီးကတက်လုံးတက်လက်တန့်အရှိကြီးနဲ့ဒီကောင်တွေကအိုင်ယုံဂိုလန်လို့ခေါ်ပါတယ်ဂိုလန်အိုင်ယုံဂိုလန်ဆိုတာတန်ဖို့ဂိုလန်ဆိုတာနော်အဲ့ဒီငါးချက်တော့ဆင်းရိုက်ပြီးတော့ဟိုကောင်တစ်ချက်ပဲကျူတဲ့ရတီးသွားပါတယ်ဒါကျွန်တော် edit လုပ်ထားတာပါကြာမဆိုလို့အားနဲ့ပဲသူရွာရဲ့သူရဲ့ကောင်ကြီးကနေဝင်စီးတာအချိန်မှာရွာသားတွေကိုကယ်တင်နိုင်လိုက်ပါတယ်ဘလောက်တော့ peaceful ဖြစ်တဲ့မြေဝင်လေးလဲကွာတာကြီးတို့မင်းတို့ကောင်းအောင်နားယူကြဆိုတော့ bro ထဲမှာလည်း Minecraft ကိုခုတီဆော့နေလို့ရှိရင် comment ထဲမှာဝင်ခဲ့ပါဦး